လောက်ချမ်းသာပါစေဘလောက်ခံစားခွင့်ရပါစေဟောဒီခန္ဓာကိုယ်ကြီးရပြီဆိုရင်တော့အိုတဲ့မျိုးဖြစ်တဲ့အတွက်အိုရမှာမလွဲပါပဲနာတဲ့မျိုးဖြစ်တဲ့အတွက်နာရမှာမလွဲပါပဲသိတဲ့မျိုးဖြစ်တဲ့အတွက်သိကိုသိရမှာမလွဲပါပဲဘာလို့မလဲတဲ့အိုနာသိမလွတ်သမျှတော့ငါတို့လိုချင်တဲ့ချမ်းသာအမှန်ရမလားမရဘူးဒါကိုသူသွားတွေ့တယ်အဲကြောင့်ဘာဝနာမပါတန်တရာရှည်ကြလွန်လသည်ဘာဝနာမပိုင်တန်တရာမရှိဘူးအဲ့ဒီဘာဝနာကိုပွားမှဝိပဿနာဉာဏ်ကိုရမယ်ဝိပဿနာဉာဏ်ကိုတဆင့်ဆက်ပွားမှမဉဏ်ဘုံဉာဏ်ရမယ်မဉဏ်ဘုံဉာဏ်နဲ့မှသောတာပန်အဆင့်ပထမဆုံးမဉဏ်ဘုံဉာဏ်ရပြီဆိုကြတဲ့ကဘဝတည်တက်ကတ်ထားလို့ရမသွားဘူးလားခုနဘဝပဲပြိဿကြီးအောက်ဆုံးသောတာပတိမဉဏ်ဘုံဉာဏ်တော့ရအောင်ကြိုးစားသွား